အခုကျွန်တော်တက်တူးထိုးချင် ဟောရတယ်ညံ့ထိုးဘူးလိုက် အော်ကြောက်လား ဟာ ထိုးဘူးလေ ဟုတ်လားအာမင်းအများကြီးပါလား ထိုးတာ ဟောအေး အများကြီးထိုးတာ အေး ဒါဟွာလီအမေရိကန်မှာထိုးတာ ဩ shopping ဩမင်းတော့ထိုးလာတယ် အမေရိကန် ဆိုးပါ ဒီတရားဒါအော်စတြေးလျတက်ခွက်စီမတူနိုင်ငံချင်းမတူနေရစွန်အောင်လိုက်ထိုး ဩကောင်းတယ် အခုမြန်မာနိုင်ငံမှာအခုမှထိုး ဟာ ဟိုဟာဟိုတက်တူးဆရာကိုခင်လိုင်းဆိုတာ ကိုပဲ နာမည်ကြီးအဲ့တော့လာ ရောက်လည်းမဟုတ်တော့ညစူးစမ်းနေပါ နာမည်ကြီး အေးပါ ဟိုလူငယ်လောကမှာနာမည်ကြီးတက်တူးထိုးရင် ထိုးချင်တယ်ဟုတ်ပြီကဲဒီကြောလေးဘယ်လောက်လာလဲ ဟာအဲ့ဒါမှမြမရိုးရအစ်စ်ကြိုက်တယ်ကွာထိုးပြီးတော့ထိုးပြီ ဟုတ်ပြီနော် အခုထိုးမယ် ဟုတ်ပြီထိုးအဲ့တော့တိုင်းပဲဟုတ်ပြီကဲခုပဲလိုက်ပုံညာရန်ဆက်ဆွဲမလား ဩဘာလို့လဲ ပုံညာဆွဲမယ် ဩပုံညာဆက် နော်လကားရတာ ဟုတ်ပြီနော်ပုံညာဆွဲမယ် ဟိုတူအောင်တော့ နော်မတူရင်သုံးစားပြန်ရအောင်ဟုတ်ပြီနော်ဟုတ်ကဲ့နော် โอเค ကဲပုံညာဆွဲမယ်ခဏနော်ခဏအလွတ်တောင်ထိုးပေးရကို ဟုတ်လား အဲ့လို ဟာမြမရိုးရအစ်စ်နော်အဲ့ဒါ စစ်စစ်ကြီး ခက်တယ်နော်ကို ကို frame မဲယူပါလေကျွန်တော်ကိုအုံလုံးနဲ့ကိုဖြည့်ပြီးတော့ကဲပုံညာပြီးသွားပြီဗျာနော်စလိုက်အောင် ဟမ် စမယ်လေ ထိုးရမှာ အေးဟာ အဲ့နဲ့နည်းဝေးနေတော့ပပိုင်နဲ့တီးလိုက် โอเคညီကိုဆိုင်ထဲမှာတောက်လို့မရဘူးလေစားရည်က မရှာကြိုးစားပါလေ ကမ်ဘတ် ဆိုင်ထဲမှာတောက်လို့မရဘူး ဟောခုနကဆိုင်မှာပြောကျွန်တော်ဆိုင်အဝါမှာတောက်လိုက် အဆိုင်ကမပြောဘူးကိုလူတွေပုံမြင်မှာပေါ့တနေရာလေးမှာတောက်လိုက်ပါညီနော် ဟုတ်နော်အန် ညီမြန်တော့ပြန်လာတော့ညီ ဟောအခုပြန် โอเคပြီလားညီဆွဲမလားဆွဲမလဲ အာနာဒါပြော ဟုတ်တယ် အဲ့နဲ့နည်းဝေးရောကျွန်တော်ကမရဲနောက်တော့မဟုတ် နာ လား ငယ်လေးတော့လုံတော့ညီမင်းအကြိုက်ထိုးမှာကွာ ခါတော့ ရပြီလားညီမှန်သွားပြီနဲ့โอเคဆွဲမလား နဲလူနေစောင်းနေရမှာဆိုလာပြောနဲလူ မြန်လေးတော့လုံလိုက်ညီသိချိန်မရှိ I know အေး အဲ့နဲ့ဘူးရောချဲ ညနေပိုင်းကျကိုချိန်လာရှိတယ်ချိန်လာလူတွေထိုး ဒီလိုပြန်လာမယ်ဘူးပဲ တော်တော်ကုန်သွားပြီရပြီလားကဲရပြီနော်ညီလေးကဲစလိုက်အောင်ကဲလာစင်မတဲ့ ဟမ် ဒါရဲ့တင်ထားလိုက်ညီလေးလူမျိုးလုံးမကောင်းကိုယ်ဆိုင်ကဒီတော့ခွင့်မတင်တော့ အဲ့လို ဟုတ်ပြီစထူလိုက်အောင်လေတတူထူမဲ တတူတို့ အေးနော်နော်နော် ဒီလိုတွေတို့ အေးပေါ်တာမေး သူ့တို့ မို့ညီလေးကိုလေ no အေး ဘန်းထုံ ဒီအတင်နေဗောညီလေးဒီမှာဒါသုံးဒါအတစ် ဒီအဲ့နဲ့ အေး တော့ထုံ အေးလီ ထုံမှာ ထုံးမေ ရတယ် ရတယ်လေညီဆက်မလားရတယ်လို့လားထုံးမလေးဘာလဲညီလေး ကျိုးကတားနိုင်စောင်းဒေါ်ဒရာဟာထိုးလေ မဟုတ် ခရအဲ့ထိုးရင် ဟုတ် ကျိုးကဒါနဲ့ထိုးမှာ မဟုတ်လေညီလေး တယောက်တစ်ချက်ထိုးရတယ်ထိုးတယ် အာမဟုတ်လေညီလေးတတူးထုံးပါလေညီလေးမနောက်နာ ကျိုးကတားနိုင်မရအောင်တော့ မဟုတ်လေညီလေး ထိုးတာ မဟုတ်လေညီလေး မဟုတ်တခါပြမရအောင်တော့တားနာလို့တော့အကျိုးကသူ့သေးကိုယ်သေးပဲလားဟမ် ဒီနေ့ဘလို့အိုင်းနဲ့တွေ့နေရပါလေ ဘာမှပြောရမလို့ထိုးတယ်တယောက်တစ်ချက်ထိုးလား မတော်တော့ဘူး